အာတာဖြေတာဟာတဘာဝဖြစ်စဉ်တစ်ခုဆိုပေမဲ့ဒါကိုမလုပ်ရမနေနိုင်ဆွဲလာလာတဲ့အခါမှာတော့တင်းရဲ့အလို့အကိုင်းပညာရေးနဲ့စိတ်ကြံမာရေးကိုပါထိခိုက်လာနိုင်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ဒီလိုဆွဲလာမှုကိုလက်တွေ့ကြကြဘလို့ဖြတ်မလဲဆိုတဲ့အဆင့်ခုနှစ်ဆင့်ကိုပြောပြပေးသွားမှာပါအဆုံးထိကြည့်ပေးဖို့ဖိတ်ခေါ်ပါတယ်ပထမဆုံးအနေနဲ့ကိုဒီစိတ်ထိအောင်ဘာကတွန်းအားပေးနေလဲဆိုတာရှာပါဖုန်းနဲ့အင်တာနက်ကနေအပြာက pornography ကြည့်တဲ့အချင်းဟာအဓိကတရားခံပါဖုန်းထဲမှာ phone blogger တွေထည့်ထားပါမသိတော့တဲ့ page တွေကို unfollow လုပ်ပါမလုံမချုံဝတ်ထားတဲ့ပုံတွေကိုမကြည့်ပါနဲ့ကိုကြည့်မဲ့ content တွေကိုတေချာရွေးပါအခန်းထဲမှာတယောက်တည်းတကားပိတ်နေတာမျိုးကိုရှောင်ပါအခန်းတကားကိုဖွင့်ထားပါဒါမှမဟုတ်အဲ့ကောင်မှာပဲအချိန်ကုန်ပါစေတယောက်တည်းရှိချိန်ဆိုပိုကြီးစိတ်ဖြစ်ကွာတတ်တာကိုသတိထားပါစိတ်စန္ဒဆိုတာခဏတာပါပဲစိတ်အရန်ထွက်လာတဲ့အခါအခုချက်ချင်းမလုပ်ဘူး9မိနစ်စောင့်မယ်လို့ကိုအချိန်ပေးလိုက်ပါအဲ့ဒီ9မိနစ်အတွင်းမှာအခန်းပြင်ထွက်တာရေးရေးနဲ့ချိုးလိုက်တာဒါမှမဟုတ်လေ့ကျင့်ခန်းတစ်ခုခုလုပ်လိုက်ပါဒီ9မိနစ်အတွင်းမှာပဲတစ်ဦးနောက်ကဒီစိတ်ကိုပြန်ထိန်းချုပ်နိုင်သွားပါလိမ့်မယ်အာယုံပြောင်းလိုက်တဲ့သဘောပေါ့အမျိုးသားအများစုဟာညအရာဝင်ခါနီးဖုံးကြည့်ရဲ့နဲ့ဒီအမားကိုကျူးလွန်တတ်ကြပါတယ်။ဒါကြောင့်အိတ်ချင်စိတ်တကယ်ရှိမှအိယာပေါ်တက်ပါဖုံးကိုအိယာနဲ့ဝေးရမှာထားပါမနဲ့နိုးတာနဲ့ချက်ချင်းအိယာကထားပါအိယာပေါ်မှာဖုံးပွင့်ရင်စိမ့်ယူနေတာဟာအာတာဖြေဖို့အခွင့်အရေးပေးလိုက်တာပါပဲ။ထုပ်မုံလေးတပုံစာတကောင်းကနေလုံးမိခွာတတ်ကြပါတယ်ဟုတ်တယ်ဟောလိန်စိတ်ဆိုတာခန္ဓာကိုယ်ထဲကပိုရှာနေတဲ့အားအိမ်တွေပါဒီအားအိမ်ကိုတခြားနေရာမှာအသုံးချပေးရပါမယ်ချွေးထွက်စေမဲ့ဂျင်းစော်တာပြေးတာစတဲ့ပြင်းထန်လေးလေးချင်းကန်နေလို့ပါဝါဒနာအသစ်ရှာတာစာဖတ်တာဘာသာစကားအသစ်သင်ယူတာဒါမှမဟုတ်တရားထိုင်တာမျိုးကဦးနောက်ကိုအေးချမ်းစေပြီးအာယုံပြောင်းစေပါတယ်။သက်ဆိုင်ရာဘာသာတရားအလိုက်အဆုံးအမများကိုခံယူပါ။ပြင်းလို့ဒါမှမဟုတ်အထီးကျန်လို့အာတာဖြေမိတာမျိုးဖြစ်တတ်ပါတယ်။ဒါကြောင့်တယောက်တည်းအချင်းအကြာကြီးနေတာကိုလျှော့ပါ။တငယ်ချင်းဒီနဲ့တူတယ်ပါ။မိသားစုနဲ့စကားပြောပါ။လူကြားထဲမှာရှိနေခြင်းကတင့်ကူဒီရဲ့ကျင့်ကနေအလူလူကာကွယ်ပေးပါလိမ့်မယ်။ဦးနောက်ရဲ့စုလောက်စနစ် reward system ပြန်ကောင်းလာဖို့ရက်ပေါင်90လောက်အချိန်ယူရပါတယ်။ပြက်ကတိမှာမှတ်ထားပါ။ဒီရက်အောင်ရင်တိုင်းကိုဂုံပြူပါ။အကယ်၍ကြားထဲမှာတခါပြန်မားမိသွားရင်လည်းအားမလျှော့ပါနဲ့။သူများကညီပြန်မစားပဲအမားကိုသင်ခန်းစာယူပြီးရှေ့ဆက်ပါ။စိတ်ရှိပါ။ဒီအကျင့်ကိုဖျောက်ပစ်ဖို့ဆိုတာစိတ်သက်ခိုင်မာဖို့လိုပါတယ်တင်တယောက်တည်းမဟုတ်ပါဘူးလူအများကြီးဒီလိုကြိုးစားနေကြတာပါဒီနေ့ကစပြီးပြောင်းလဲကြည့်လိုက်ပါအရှင်ဖြေမယ်လို့ယုံကြည်ပါဒီဗီဒီယိုကအကျိုးရှိလဲဆိုရင် like နဲ့ subscribe လုပ်ပေးပါနောက်ထပ်ဘာတွေသိချင်သေးလဲဆိုတာ comment မှာရေးခဲ့နိုင်ပါတယ်ရှင်ဆွဲနေတဲ့တငယ်ချင်းစီကိုလည်းပို့ပေးလိုက်ပါအောင်နော်